Hello ပူတင်ပါလက်တစ်စစ်နှခမ်းနေဆိုတာမြင်ဘူးကြအမှန်တော့ပူတင်အဲ့ဒါကိုဖန်အန်းဝယ်လာတာပေါ့နော်အဲ့တော့ဖန်အန်းရောက်လို့ရှိရင်အဲ့ဆိုင်လေးကို Cinderella ဆိုင်နာမည် Cinderella အဲ့ဒါကဖန်အန်းမြို့တွေမှာရှိရပေါ့နော်အဲ့ဆိုင်ကိုရောက်အောင်သွားပါအဲ့ဆိုင်မှာတော်တော်များများပစ္စည်းတွေအရန်ချစ်ဖို့ကောင်းတယ်ဈေးလည်းတော်တော်လေးတတာတယ်ရပုံထက်ဆိုင်ပေါ့နော်သူ့စီမှာထိုင်းရပစ္စည်းတွေတော်တော်များများရှိရကွာဒီမှာပူတင်ပြောတယ်လက်တစ်စစ်နှခမ်းနေတကယ်လက်တစ်စစ်ပဲရှိဒါဆိုရင်ကွာလက်ဆောင်ပေးလေဘလို့ပြောမလဲချစ်ဖို့ကောင်းတယ်အိတ်ဆောင်လေးနဲ့လည်းအဆင်ပြေတယ်ဒါလေးကိုကြည့်လိုက်ဘယ်သူမှနှကန်းကြီးလိုတော့မထည့်ဘူးပြီးတော့လေ तू ကလေဈေးသက်သာဆိုပြီးအထင်မသိနဲ့တော့ तू က Thai brand ထိုင်းရထုတ်တဲ့ဟာ quality ကောင်းတယ်ဟိုဘလေးအစအထင်တာတော့ဈေးကအရန်မကြီးရောကွာဘလို့ပြောမလဲ quality သိပ်မကောင်းတော့ဘူးလို့ထင်တာ तू ကဒီလိုမျိုးလေးထုတ်ဆိုရတာပေါ့နော်ဒါမဲ့ तू ကလေကောင်းတယ် तू က lip balm ပုံစံမျိုးပဲเนาะဆိုးလိုက်လို့ရှိရင်နှကန်းကြီးမှာ6ကြီးဖြစ်မနေဘူးဆိုးအီလေးနဲ့ကြမ်းခဲ့တာအယောင်ကလည်းသူကရွေးချယ်စရာတွေအများကြီးရှိတယ်ဒီမှာပန်းရောင်လေးတော်တော်လေးလှပြီးတော့ဘယ်လိုပြောမလဲစိုးပြီးဝိုင်းကွာနှကန်းမှာလို့မျိုးအပေါ်စားနှကန်းကြီး6ကြီးဖြစ်မနေဘူးကြံမနေခဲ့ဟိုလိုမျိုးဆူအီလေးဖြစ်နေပေါ့နော်အဲ့ဒါလေးကိုတော်တော်လေးသဘောကျတယ်သူရင်းဒီကဝယ်တော့ဘယ်လောက်9600လားမသိဘူးဒီမှာကြည့်ဦးရွေးချယ်စရာအယောင်လေးအများကြီးပဲနဲ့လေ6ရောင်လောက်မှရှိတယ်သူကလေတစ်ခုနဲ့တစ်ခုအယောင်မထပ်ဘူးပြီလားပြီးတော့သူကအဲ့လိုမျိုးဒီဟာဆိုလို့ရှိရင်05ဒီလိုအယောင်လေးပေါ့နော်လို့ပြထားတယ်အယောင်လေးတွေကလည်းအကုန်လုံးကလှတယ်ပေါ့ဒီလားအကုန်လုံးကလုံးဝဆိုးလို့1တုံး2တုံးအယောင်တွေအကုန်ရှိရအဆင်ပြေတယ်ခုတည်းအိုက်ဆိုင်ကနောက်တစ်ခုဝယ်ခဲ့တာဒီဟာ Vaseline ပေါ့နော်ဒီဟာလေး lotion glitter ပါတဲ့ဟာဒါဆိုရင်ရန်ကုန်မှာမရှိဘူးတိတ်ပြီးတော့မတွေ့ရဘူးပြီးတော့ဒါဆိုလို့ရှိရင်ရန်ကုန်မှာဝယ်ရင်အခုဆို2000ကျော်နေပြီ2000ကျော်နေပြီဟိုမှာဘူးတင်းတောင်ဝယ်တာဘယ်လောက်18500လားမသိဘူးအဲ့လောက်နဲ့ရလာတာပေါ့နော်အဲ့ထိုင်းဘက်ကဝင်တဲ့ပစ္စည်းတွေအမှတော်တော်လေးဈေးပေါ်တယ်အဲ့ဆိုင်မှာပြီးတော့နောက်တစ်ခုက cotton bag ဒါဆိုရင်ဒီမှာ1000ကျော်နေပြီဒီ cotton bag ကိုအကြီး size အကြီးအဲ့မှာဘယ်လောက်နဲ့ရလာလဲသိလား8500ပဲရှိတယ်အဲ့မှာထိုင်းဘက်ကပစ္စည်းတော်တော်လေးဈေးပေါ်တယ်အဲ့ရောက်လို့ရှိရင်လေဖန်ရောက်လို့ရှိရင်သူကအဲ့ Cinderella ဆိုတဲ့ဆိုင်မျိုးတွေနောက်ထပ်တစ်ဆိုင်ရိုးရဆိုင်တွေတစ်ဆိုင်မှာတင်ပေးမယ်အဲ့ဆိုင်ကလေလက်ဆောင်ပစ္စည်းတွေအရောင်းဝယ်လို့ကောင်းတယ်ဈေးလည်းတက်တာတယ်သူ့စီကပစ္စည်းလေးတွေကလေဘူးစုခယူနဲ့လုံးဝချစ်စရာလေးအဲ့လိုမျိုးအဲ့ဆိုင်နောက်နေတင်ပေးမယ်ပေါ့နော်ပြီးတော့ဖန်ရောက်လို့ရှိရင်ညာစီသွားပါပြီးတော့ဒူးရင်းသီးကြိုက်တဲ့လူတွေဒူးရင်းသီးစားပါလို့အဲ့မှာဒူးရင်းသီးကတန်တယ်ပေါ့နော်မွန်ထောင်းလေးဆိုလို့ရှိရင်တန်ပါတယ်ကဲအဲ့တော့အားလုံးပဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက် vlog မှာပြန်တွေ့ကြပါမယ်ပြီးတော့ follow မလုပ်ရသေးရင်လည်း follow လုပ်ထားဖို့မမေ့ကြနဲ့ဘူးเนาะအားလုံးပဲ bye bye ပါ